have to you ကတဲ့ကျွန်တော်တို့ပထမဆုံးအိတ်လိုက်တယ်အိတ်ပြီးတော့ဒူးတစ်ဖက်ညာဘက်ဒူးကိုကွေးတယ်ကွေးတော့မှဒဲမကွေးဘဲနဲ့ဘေးလေးကိုနည်းနည်းလေးကားလိုက်တယ် and then ပြီးတော့ဘယ်ဘက်ခြေထောက်ကိုလည်းအဖြောင်းနိုင်ကိုဘေးလေးကိုအနှင်းငယ်ကားလိုက်တယ်ပြီးရင်ခြေပြားလေးကော့ထားဖနှောင်လေးကျမ်းမြင်ဖိတာမယ်ပြီးရင်ကျွန်တော်တို့ဘဲဘက်လက်လေးကိုလည်း45ကျမ်းမြင်မှာထောက်တယ်ပြီးရင်ညာဘက်လက်သီးလေးကမိုးကိုအဖြောင်းနိုင်လေးထောင်ထားတယ် so ဒီပုံစံလေးပေါ့နော်အဲ့ရနေမှာတစ်စင်းကျွန်တော်တို့မျက်လုံးလေးကလက်သီးစုပ်လေးကိုကြည့်တာမယ် one bite ကိုတောက်မထားဘူးညှင့်မထားဘဲနဲ့လေထုတ်ရင်းနဲ့လိန်ပြီးတော့တက်မယ်ပေါ့နော် so like that လေရှူမယ်အဲ့လိုလိန်တဲ့ခါမှာဒီဘက်ခြေထောက်ကကန်ပြီးတော့ဒူးကဝင်မသွားဘဲနဲ့ပေါင်ကားပြီးတော့ hip ကို extension ပေါ့နော်တင်မားလေးကိုရှေ့ကိုညှစ်ထုတ်ပြီးတော့ဒီလိုမျိုးလှိမ့်ပြီးတော့လဲပြီးတက်တာပေါ့နော်ကျွန်တော်တို့ကဒီလိုဒဲတက်တာမဟုတ်ဘူးဒဲတက်လို့ရှိရင်တက်လို့မရဘူးပေါ့နော်တက်ရတာခက်တယ်ပေါ့ yeah လေရှူအပေါ်တော့ထုတ်လိုက်ခဏခွဲလို့ဝဝလေးမဖြစ်ရဘူးဆက်ဆက်လေးဖြောင်းဖြောင်းလေးပဲဖြစ်ရမယ် like that ကျွန်တော်တို့အပေါ်တော့တာတရားဒီမှာထောက်ထားတယ်ဒူးကလည်းဝင်လို့မရဘူးဒူးကလည်းကားထားဖနှောင်းကလည်းဖိတာအဲ့ဒါကျွန်တော်တို့အပေါ်ထားမယ်ဆိုလက်လေးကိုပဲကျမ်းမျိုးတွန်းပြီးတော့ဆက်ထား yes ဒီလိုလေးဖြစ်သွားလိမ့်မယ်ပေါ့နော်ဆိုတော့အဲ့ဒါမှကျွန်တော်တို့ ground လေးပို့လို့သလိုလက်လေးကနောက်ကိုပြင်မလေးဖွင့်သွားရပေါ့နော်ဒီလိုဆက်ဆန်လေးခန္ဓာကိုယ်လေးကဆန်းဆန်လေးဖြစ်သွားလိမ့်မယ်အပေါ်ပဲတွန်းထားမယ်လက်ကအမြဲတမ်းဒီရှေ့မှာမရောက်ပါဘူးကိုယ့်ရဲ့နေရွယ်ဘေးမှာအဖြောင်းနိုင်90ပဲဖြစ်ရမယ်အဲ့ရနေမှာတစ်စင်းကျွန်တော်တို့ဖနှောက်ကိုနင်းနေဒီဘက်ခြေထောက်ကိုနင်းပြီးတော့အပေါ်ဆန့်ထုတ်လိုက်တယ်ဆန့်ထုတ်တဲ့အခါမှာလည်းဒီလိုပဲတင်မားကိုအပေါ်ကော့လိုက်တယ်ဖနှောက်ကနင်းထားတယ်ပေါင်နေညှစ်ထားတယ်ဒီလိုမျိုးလေးကျွန်တော် scorpion ပုံစံမျိုးလေးဖြစ်သွားတယ်ပေါ့နော် so like that အဲ့ရမှာတစ်စင်းကျွန်တော်ရှေ့ဘယ်ဘက်ခြေထောက်လေးကိုဆွဲပြီးတော့ကိုယ့်ရဲ့ပေါင်အောက်ကိုဒီလိုခွေလိုက်တယ်တွင်းလိုက်တယ်ပေါ့နော်ဒီပုံစံလေးဖြစ်သွားမယ်ဒီပုံစံလေးဖြစ်တဲ့အခါမှာကျွန်တော်တို့ဒီဖနှောက်ပေါ်ခဏမှီပြီးတော့ထိုင်ထားလို့ရတယ်ဖိထားလို့ရတယ်ရင်မက်တွေဒီဟာတွေကဖြောင်းဖြောင်းလေးလို့ဝစ်သွားလို့တော့မရဘူးဖြောင်းဖြောင်းလေးဖြစ်ရမယ်ပေါ့နော်မျက်လုံးကလည်းဒီမှာပဲကြည့်ထားအောင်မယ် and then ကျွန်တော်တို့ပြီးရင်မတ်တက်လေးရက်လိုက်မယ်မတ်တက်ရက်ပြီဆိုတာ ਨੇ အရှိတက်တယ်ပဲကြည့်တော့မယ်ဒီဒူးအောင်မှာကျွန်တော်တို့ yoga block တုံးလေးတစ်ခုခုခံထားမှရပါမယ်ဒူးနာနဲ့ပြည့်တဲ့ကြောင့်ခံထားပေးပါဆိုတော့နောက်6လေးကိုပြန်တဲလိုက်တယ်ဒီလိုလေးမက်လေးဖြစ်သွားပြီတော့ပြီဒီလောက်ဆိုရင်ခဏကဒီလိုဝဝလေးမဖြစ်စေနဲ့ hip ကိုလည်းရှေ့ကိုစန့်ထုတ်တာပါမတ်တက်ရက်တဲ့နေရာမှာရှေ့တက်တယ်ကိုပဲကြည့်ထားတယ်ပြီးရင်ကျွန်တော်တို့နောက်6ကိုအတွင်းကိုယူတယ်ပေါင်လေးကိုပုတ်ပြီးတော့လက်ဘွားလေးပြန်ထောက်တယ်လက်ဘွားလေးပြန်ထောက်တဲ့ကောင်ကတင်မားလေးကလည်းဆွေးဆွေးလေးရိုင်သွားတယ်ရိုင်သွားရင်လက်ကလုံးဝ90ပဲကပ်ပြီးတော့ဆင်းတယ်အပေါ်ပဲကြည့်လိုက်တော့မယ်မျက်လုံးရဲ့ direction ကအရှိကိုမဟုတ်တော့ဘဲနဲ့လက်သီးစုပ်စီပြန်ရောက်သွားတယ်အဲအောင်လို့ဆင်းကရုံးပေါ်ထားတဲ့ဟာလေးပြန်ထည့်တယ်ကရုံးလေးပုတ်ပြီးခန္ဓာကိုယ်လေးကဖြောင်းဖြောင်းလေးပြန်ပြသွားပြီဆိုရင်ခြေောက်လေးကိုပြန်ဆန့်ထုတ်လိုက်ပနောင်လေးပြန်ထောင်တာပြီးရင်တင်မားလေးချခေါင်းကတော့မျက်လုံးကတော့အပေါ်မှာပဲကြည့်တာလက်ကတော့ဖြောင်းတယ်ပြီးတတောင်လေးချအဲ့မှာညာဘက်တူကအတွင်းကိုဝင်သွားလို့မရဘူး yes ကြောချဒီတိုင်းလေးပဲ relax